အိမ်ချမ်းမြေရောင်းဝယ်ပေါ့နော်အဲ့ဒီအမကြီးကစင်အမကကျမဒီအိမ်ချမ်းမြေအမရဲ့ချမ်းမြေရောင်းဝယ်ရေးဟာကိုကျမယူပြီးတင်တယ်ရောင်းရရင်ကျမမဘူးလေးပြီးပေါ့နော်အဲ့လိုမျိုးပြောပြီးတင်တယ်တင်ခွင့်ပေးတယ်သူကအိမ်ချမ်းမြေအကျိုးဆောင်ဟုတ်လိုင်စင်တွေပါရှိပြီးသားသူရောင်းတာအဲ့အမကြီးကယူတင်အဲ့လိုတင်လိုက်တယ်ဒီမဲ့သူတော့ဟောမရှိ YouTube မှာအခု TikTok မှာရောတွေ့တယ်TikTok မှာတွေ့တာကြတော့ဟိုအင်ချမ်းမြေရောင်းဝယ်ပေါ့နော်ရစ်ကြတွေရောပါတယ်သူများတင်တာဟာတွေသူတို့ခိုးယူတင်ပြီးတော့ရောင်းတာပေါ့နော်အဲ့ဒီကလင်ကချစ်ကြတော့ယုံကြတယ်တော့ယုံကြတယ်ပတ်စံနေလွှဲပေးကြတယ်တော့ပတ်စံတော်တော်များများပါသွားကြတယ်တကယ်မှန်ကန်လုပ်တဲ့လူတွေကြတော့ no ဝေးပြီအဲ့ဒီလူမျိုးတွေကြတော့ဘာမှမရဝယ်လက်လည်းမလားဝယ်လက်လည်းမလားလက်ကီးပိတ်နေရမှာပေါ့ကလင်ကချစ်တွေကတော့လက်ကီးကောင်းနေတာတကယ်လက်ကီးကောင်းတာတော့ကလင်ကချစ်ဆိုရင်လေသဘောတွေကြားတယ်လက်ကီးကောင်းတဲ့လူကလေကလင်ကချစ်ဆိုရင်တော့ကီကောင်းတာဟုတ်တော့ကီကောင်းတော့သဘောတွေကြားတာပေါ့နော်ဟိုသကပုံတော့ရှိတယ်လူမှန်နေရမှန်မရဘူးဆိုတဲ့သဘောပါပဲမမှန်ကန်ကန်ရောင်းလို့လာတော့ဝက်လက်ကိုမလာသေးပြလာလူတချို့မယုံမှန်းသိလို့ပြလာယုံအောင်လို့